လူဖီဖြစ်လာမဲ့ new hero ဆိုတာကိုအရန်ကြမ်းအောင်ဂိုင်းတက်သွားမယ်ဆိုတာ hero ကမင်္ဂလာပါပရိသတ်ကြီးတို့ရေ new hero ဆိုတာထွက်တာလေကြာပြီဆိုတော့ hero ကိုစမ်းကင်ကြည့်ပေးတဲ့သူတွေလည်းရှိကြမယ်ထင်ပါတယ်ဒီနေ့မှာတော့ Sora နဲ့ battery ရတဲ့အထိကျန်းလို့ရမယ့် hero guide လေးကိုတင်ဆက်ပေးသွားဖို့ရှိပါတယ် Sora ကတော့ fighter assassin hybrid hero တစ်ကောင်ပဲဖြစ်ပါတယ်ဒီကောင်မှာ damage အကိတ်ကြီးပေးနိုင်တဲ့ ultimate လည်းပါတယ်လို့ Gen 5မှာ front row ကနေစပယ်တောင်းပေးလို့ရမယ့် ultimate form လည်းပါတယ်ဆိုတာအားလုံးသိပြီးသားပါကျွန်တော်ကတော့ Sora ကို jungle ဝင်တဲ့ assassin type ထက် experience လိမ့်သွားတဲ့ fighter type နဲ့ဆိုတာပိုအဆင်ပြေမယ်လို့ထင်ပါတယ်ဘာလို့ဆိုရင်သူ့ရဲ့ spell တွေက early game အစမှာ jungle ဝင်ဖို့ဘယ်လိုမှ damage မလောက်လို့ပါSora ရဲ့ spell တွေကိုအားလုံးသိထားပြီးလောက်ပေမဲ့လူတွေသိသိမထားမိတဲ့ spell တွေရဲ့ secret tips တွေကိုအရင်ပြောပြပေးပါမယ်စကေး1နဲ့စကေး2ကတော့ထွေထွေထူးထူးပြောဖို့မရှိပါဘူးစကေး1က damage စကေး2က blink damage ဒီလောက်ပါပဲဒါပေမဲ့စကေး2မှာနည်းနည်းလေးသတိထားရမှာကသူ့ရဲ့ blink ကသူပြထားတဲ့ range ထက်ပိုဝေးရအောင် blink ပါလေကိုကသူပြထားတဲ့ guide ကိုခုံပြီးတော့အုပ်လိုက်တဲ့အခါမှာအဲ့ထက်ကျော်ပြီးတော့ enemy tower တွေရောက်သွားတာမျိုးဖြစ်နိုင်ပါတယ်ဒီတစ်ခုတော့သတိထားပြီးတော့သုံးပါရပါတယ်နောက်ပြီးစကေး2 blink ပြီးရင်ထွက်တဲ့ damage က splash effect ပါပါတယ်စကေး2ကခုံအုပ်လိုက်တဲ့အကောင်ပြေအနာက enemy နဲ့ object တွေကိုလည်းပဲ damage အနည်းငယ်ပြန့်ပြီးတော့ထိစေအောင်ပါပါဒီတစ်ချက်ကိုလည်းတခြားရှိန်သုံးမယ်ဆိုရင် buff လူတာဖြစ်ဖြစ် key ကောက်တာဖြစ်ဖြစ်တနည်းအားမှာအသုံးဝင်နိုင်ပါတယ်နောက်ဆုံး share ပြောရမှာက ultimate က main form နှစ်ခုနဲ့လာပါတယ်ဒါကမှ ultimate form တစ်ခုပြောင်းပြီး stack ပြည့်အောင်စုနိုင်လို့ရှိရင် damage အကိတ်ကြီးပေးတဲ့ ultimate ဒါမှမဟုတ်စတန်းခဏပေးတဲ့ ultimate ကိုထပ်သုံးလို့ရပါလိမ့်မယ် ultimate သုံးဖို့တည်ထားရမယ့်ပထမဆုံး tip က enemy တွေအုပ်စုလိုက်ရှိတဲ့အချိန်မှာ ultimate ကိုဖွင့်ပါဒုတိယ tip ကတော့စကေး1ရောစကေး2ရောအဆင့်သင်းရှိနေမှာ ultimate ကိုဖွင့်ပါဒီ tip နှစ်ခုလုံးက ultimate ရဲ့ဘယ် form ကိုပဲဖွင့်သတိထားပြီးတော့သုံးရမယ့်အဓိကအချက်တွေဘာကြောင့်ဖြစ်နေတာလဲဆိုတာဆက်ပြီးပြောပြပေးပါမယ်ultimate form ပြောင်းပြီးတဲ့အခါ damage အကိတ်ကြီးပေးတဲ့ ultimate နောက်တစ်ဆင့်ပွင့်ဖို့ stack 5ခုစုရပါတယ်အဲ့ဒီ stack ကစကေး1နဲ့စကေး2ကို enemy ကိုထိအောင်သုံးယုံနေနေပြပါတယ် enemy ကိုထိမှ stack ပြတာပါခရီးတွေ minion တွေကိုထိယုံနဲ့ stack မပြပါဘူး visit တက်ထိုးရင်လည်း stack ပြည့်တယ်ဆိုပေမဲ့ stack 5ခုပြည့်ဖို့ visit တက်5ချက်ထိုးရပါတယ်စကေး1ကို enemy ကိုထိအောင်သုံးရင်တော့ stat 3ခုတန်းပြည့်ပြီးစကေး2ကတော့ stat 2ခုပြည့်ပါတယ်ဒါကြောင့်စကေး1နဲ့2နှစ်ခုလုံးကို enemy ကိုထိအောင်သုံးနိုင်တာနဲ့ဒီ ultimate ကပွင့်ပါတယ်ဒါကြောင့် ultimate ကဘယ် form ကိုပဲသုံးစကေး1ကိုရောစကေး2ကိုရောသုံးလို့ရမှာ enemy တွေအနားမှာရှိမှနှိပ်ပြီးတော့သုံးတာအကောင်းဆုံးပါနောက်ထပ်ကတော့ Sora လေးကို Luffy skin ဆင်ကျင်လို့ diamond တွေကျိုးစုထားခြင်းနဲ့ဆိုရင်တော့ Telegram account @1shot 7 gaming မှာလာရောက်အားပေးနိုင်ပါတယ်ဒုတိယတစ်ခုအနေနဲ့သတိထားရမှာက form တစ်ခုလုံးကစပြောင်းခြင်းမာတွေက damage ထွက်ပါတယ်Torrent form မှာဆိုရင်ပြောင်းလိုက်တာနဲ့အနာက enemy တွေကိုရင်ဝင်ထဲကိုဆွဲထည့်ပြီးတော့စတန်းဖြစ်စေမှာဖြစ်ပြီးရင်ဝင်ထဲထည့်လိုက်တာနဲ့စကေး2တန်းသုံးရင်အဲ့ဒီဖတ်ထားတဲ့ enemy တွေကိုစကေး2နဲ့အတူဆွဲခေါ်သွားအောင်ပါဒါက tower တွေကမထွက်တဲ့ enemy တွေကို flicker ulti combo နဲ့ tower အပြင်ကိုဆွဲထုတ်လို့ရမယ့် combo လို့လည်းပြောလို့ရပါတယ် Torrent form ရဲ့စကေး combo ကိုတစ်ခါတည်းပြောပြရရင် enemy ကြားတဲ့ flicker နဲ့ဝင်ပြီး ultimate ခွဲပြတာနဲ့စကေး2နဲ့အပြင်ကိုထုတ်ပြီးရင်စကေး1နဲ့လက်တီးထိုးပြီးရင်တော့ ultimate ဒီပေါ်ပြန်ပြီးတော့အနောက်ကလက်သီးနဲ့လိုက်ထိုးပြီးတော့စတန်းပေးရုံပါပြီအစင်လိုက်ဆိုရင် flicker ultimate စကေး2စကေး1 ultimate combo ပါတန်နာဖောင်မှာတော့စတန်းစပယ်နေပြီးတော့ damage တွေကြည့်တည်တံ့ပေးတာပါတန်နာဖောင်စားဖွင့်ဝင်ခြင်းမိုးကြိုးတွေပြစ်ပြီးအနာက enemy တွေကို damage ပေးအောင်ပါဒီဖောင်မှာတော့စကေး2 dash က enemy ကိုထိအောင် dash ရင်နောက်တစ်ခါထပ်ပြီးစကေး2သုံးလို့ရပါလိမ့်မယ်တန်နာဖောင်မှာလည်း enemy တွေအနားမှာရှိမှအဲ့ဒီဖောင်ကိုပြောင်းသင့်ပါတယ်ပြီးရင်စကေး2နှစ်ခါ dash စကေး1သုံးပြီးတာနဲ့ ultimate နောက်တစ်ဆင့်နဲ့ဘေးဘော်ပြန်ပြီးတော့မိုးကြိုးလက်တီထိုးပါဒီနေရာမှာတစ်ခုသတိထားရမှာကမိုးကြိုးလက်တီက enemy ရဲ့ direction နဲ့တေချာချိန်ပြီးတော့ထိုးပါဒီလက်တီက damage တအားထွက်ပါတယ် mage ချိန် mass man တွေမကပါဘူးတာမန် fighter တစ်ကောင်ကိုပါတေအောင်တတ်နိုင်တာမို့လို့မိုးကြိုးလက်တီကိုလုံးဝအလွဲမခံပါနဲ့မိုးကြိုးလက်တီလွဲရင်ကိုပြန်ပြီးတော့အကန့်ခံရနိုင်ပါတယ် ultimate မှာနောက်ဆုံးအသုံးဝင်တာက form ပြောင်းနေတဲ့အချိန်ခဏရတဲ့ immune effect ပါအရေးရဲ့အကြောင်းဟဲ့ကိုက enemy တွေကြားထဲကျွံသွားလို့တေကန်ဒီ ultimate ဖွင့်ပြီးတော့ immune နဲ့လွတ်အောင်ပြန်ပြီးလှည့်ထွက်လို့ရပါလိမ့်ဒါလေးကလည်းမမေ့ပါနဲ့တကယ်လို့စကင်အလန်းတွေပါပြီးသား game account အလန်းတွေကြည့်ရဖို့ဆိုရင်တော့ Telegram account @MYET5467 မှာလာရောက်စုံစမ်းနိုင်ပါလိမ့် form တစ်ခုကိုပဲချိန်ဒီမှာသုံးတင်လဲဆိုရင်တော့ Team 5 battery မှာ enemy အုပ်လိုက်ကြတဲ့ surprise တိုက်ဖို့အတွက်သုံးဖို့ Torrent form ကိုသုံးပါ experience လိမ့်မှာ buy one ချိန်တဲ့အချိန် enemy ကိုဝင်ခန်းတဲ့အချိန်ဒီမှာ damage အများကြီး output ပေးနိုင်တဲ့တန်နာ form ကိုသုံးပါ item ဘေးအနေနဲ့ကတော့ Sora က damage item အများကြီးမလိုပဲနဲ့
spare ဘတ်မရလို့ရှိရင်ကျန်းတဲ့ကောင်ဖြစ်ပါတယ်ပြောချင်တာက spare တော့ရင်သွေးတက်တာပါဒါကြောင့် damage အတွက် Y8 တစ်ချောင်းရေ spare ဘတ်နေနဲ့ cooldown short ဖို့ Oracle ရေ Queen Wing ရေ Brute Force Armor ရေနောက်ဆုံး item တစ်ခွက်ကတော့တီမာကြောက်လို့ရှိရင် Immortal ထည့်ထားလို့ရတယ်လို့ပွဲချိန်နေပေါ်မူတည်ပြီး damage အတွက် Malefic Roar ဒါမှမဟုတ် BOD ထည့်လဲရပါတယ်item တွေကိုတိကျပြန်ဆင်ပေးရရင် enemy ရဲ့ set တန်းတွေကို short ပေးဖို့အတွက် tough boot ရေ YX ရေ Oracle ရေ Queen Wing ရေ Brute Force Armor ရေ Malefic Roar ရေဆိုရှေ့ကျန်းလို့ရပါပြီ ambulance အနေနဲ့ fighter ambulance တွေကအခုပြထားတဲ့ spare ဘတ်မရတဲ့ ambulance ရေ ultimate cooldown short တဲ့ ambulance ရေပေါအောင်ထည့်သုံးပါနောက်ဆုံး battle spare အနေနဲ့က enemy အုပ်ကြားတဲ့ surprise တိုက်ဖို့ flicker နဲ့တွဲသုံးလို့ရတယ်လို့ ultimate ဖွင့်ထားချိန် enemy ရဲ့ damage ကိုအနေနဲ့အများကာဖို့အတွက် Vangeance နဲ့တွဲဆော့လဲကစားလို့ရပါတယ်ဒီလောက်ဆိုရင်တော့ Sora ဂိုင်မီ run မှာကြမ်းကြမ်းရမ်းဆော့နိုင်သွားမယ်လို့ထင်ပါတယ်ဒီနေ့ Hero Guide စီစဉ်လေးကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ